ရခဲ့ငါနောက်ဆုံးငါပြောပြန်ငါပွင့်နေမြဲပဲငါလည်းမျက်ရည်ချူတာမို့ငါတော်ပွဲကက်စ်တယ်မှန်မှန်ရအဲ့တော့9ရက်နေ့ကိုငါကက်စ်ရ9ရက်နေ့မှာငါအမေဆုံးတယ်ဒါပေမဲ့ငါ professional ဆန်းဆန်းငါ9ရက်နေ့မှာငါကက်စ်ခဲ့တယ်ငါအိမ်လုံးဝမပြန်ခဲ့ဒါပေမဲ့ community ကငါ့ကိုပြန်ပြီးတော့ငါ့ကိုကြီးခဲ့တာမရှိဘူးကြီးခဲ့တာဆိုတာပတ်စံပေးတာကိုပြောတာမဟုတ်ဘူးကွာသိလားမပြန်လိုက်တော့ဆိုရဲနေထားတယ်ငါမှအများကြီးရှိတယ်အမေဆုံးတာတော့ငါမသွားဘဲနဲ့ငါဒီပွဲကြီးပြတ်မှာဆိုလို့ငါဒီမှာဒီလိုကတ်ခဲ့တာငါတော်တော် community ကိုဘာလို့ပြန်မသွားလဲဆိုငါမှနာကြီးချက်တွေအများကြီးရှိတယ်အဲ့ဒါကြီးဆောင်းအမဲ့အဲ့ခံစားချက်ကြီးမင်းဆောင်းရဲလို့ကျေပြန့်နေကွာဒီလားကျေပြန့်နေအဲ့လိုအားရွယ်နားလေပါလေလို့ပြောတယ်ဘယ်ကိုကြိုက်တရားခိုင်လုံးရဲ့ခံစားချက်ကိုကျွန်တော်အဆုံးဖြတ်တောင်းခံငါကက်ဆာလုပ်ခဲ့တဲ့ချိန်မှာငါ့ကိုအခုချိန်မှာဟိုမှာ